ကိုယ့်ရဲ့ mobile phone မှာပေါ့နော်ဒီ application တွေ Android application တွေဖန်တီးကြလို့ရင်တော့ကျွန်တော် AID ဆိုပြီးပြောခဲ့ရနော်အခုကျတော့ကျွန်တော်ဒီမှာ code access ဆိုတဲ့ဟာကိုဒီမှာ update version ထွက်လာတယ်ပေါ့နော် update version Google Play Store မှာသွားပြီးတော့ download ဆွဲလို့ရတယ်အခုလက်လောမှာသူကဒီဟာလေးကိုဘယ်လိုမှ update ပေးလိုက်တာပေါ့နော် update ပေးလိုက်တာအဲ့တော့ Play Store မှာသွားပြီးတော့ဒီ code access ဆိုတဲ့ဟာလေးကိုတွားပြီးတော့ရိုက်ပြီးတော့ download ဆွဲပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါလေးကသူ့ရဲ့ project file ပို့တာပေါ့နော်ဒီအပေါ်ဘက်ညာဘက်ထောင်လေးမှာသူက setting ကိုလုပ်လေးရှိတယ်အဲ့ဒီထဲဝင်လိုက်လို့ရှိရင်ဒီမှာ setting တွေချိန်လို့ရတယ်ပေါ့နော်အဲဒီမှာအပေါ်ဆုံး setting ဆိုလို့ရှိရင်လည်းဒီမှာ code editor ပုံစံလေး code community ပေါ့ run time ပုံစံပေါ့နော်ဒါတွေအကုန်လုံးဒါတွေကတော့ချိန်တာမလို့ပေါ့နော်သူဒီတိုင်းလေးထားလို့လည်းရတယ်ပေါ့ဒါလေးကဒါသူ့ရဲ့ ဖောင်းဆိုင်တွေပါတယ်ဒီထဲမှာလာပြီးတော့ဒါချိန်လို့ရတယ်ပေါ့နော်ချိန်လို့ရတယ်အဲ့တော့ဒီမှာ setting တွေကဒီမှာကျွန်တော်ဒီမှာ SDK manager ပေါ့နော်အဲ့ဒီထဲသွားပြီးတော့ကျွန်တော်ဒီမှာ Java ဒီပေါ့နော်ဒီ Android version ပေါ့နော် SDK version တွေမှာ download ဆွဲလို့ရတယ်ကျွန်တော်ဒီမှာ34နဲ့35နှစ်ခုကို download ဆွဲတာပေါ့ဒီမှာသူက37အထိသူက support ပေးထားတယ်ပေါ့နော်ဒီဟာကိုယ့်ရဲ့ဖုန်းရဲ့ဒီ SDK Android version ပေါ့နော် Android version လိုက် download ဆွဲပြီးတော့ထည့်ထားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ target version ဒီမှာတောင်း35နော်35ကို install တင်ထားရပါတော့ပြီးတော့ဒီမှာ Java level တွေလည်းဒါဟိုလုပ်လို့ရတယ်ပေါ့နော်ဒီမြင့်လို့ရတယ်ပေါ့နော်ဒီမှာဒီထဲမှာတော့မပါဘူးပေါ့နော်ဒီ project ထဲမှာပါလိမ့်မယ်အဲ့တော့ဒီမှာ key store တွေလည်းကျွန်တော်ဖန်တီးလို့ရတယ် create import လုပ်ပြီးတော့လည်းဒီရှိပြီးသားဟာကိုလည်း import လုပ်လို့ရတယ် create လည်းဒီမှာလုပ်လို့ရတယ်ပေါ့နော်ဒါ create လုပ်ပြီးတော့လည်းကိုကသုံးလို့ရတယ်ပေါ့နော်ပြီးတော့ AB file နေပါတယ်လည်းဒီ code asset မှာသူကထုတ်လို့ရတယ်ပေါ့နော်အရင်တော့ဒီ code asset မှာဒီ key store ဖန်တီးရတယ်ပါတယ်မပါဘူးပြီးတော့ဒီ SDK တွန်းတာတွေလည်းမပါဘူးပေါ့နော်အခုဆိုလို့ရင်ဒါပါသွားပြီအရင်တော့ဆိုလို့ကျွန်တော်ပုံတွေပါထည့်မယ်ဆိုတော့ဒါအဆင်မပြေဘူးခုဆိုလို့ချင်းဒီကောင်ကတော်တော်လေးကိုအဆင်ပြေသွားပြီလို့ပြောရမှာဒီကိုယ့်ရဲ့ mobile phone မှာ Android application တွေရေးမယ်ဆိုတော့တော်တော်အဆင်ပြေသွားပြီပေါ့နော်ဒီမဲ့ဆိုရင်ကျွန်တော် new project ယူမယ်ဆိုဒီမှာ new project ယူမယ်ဒီမှာ Java ဆိုလို့ချင်းအပေါ်က Java class ဆိုတဲ့ဒီ APP ယူမယ်တော့ Java library တွေဖန်တီးမယ်ဆိုတော့အကောင်လုပ်လို့ရတယ်ပေါ့နော်ဒီမှာ Kotlin လည်းလုပ်လို့ရတယ်ဒီမှာဆိုလို့ချင်းကျွန်တော်တို့ material design ကိုလုပ်မယ်ဆိုလို့ချင်းကျွန်တော် material design ပေါ့နော်အဲ့ကောင်လေးကိုနှိပ်ပြီးလို့ချင်းဒီမှာအပေါ်က project name ပေါ့နော် project name ဆိုလို့ချင်း project name ဒီမှာထည့်လို့ရတယ်အဲဒါ example ပေါ့နော်project အကို example လို့ပေးလိုက်မယ်ပေါ့နော်ဒါပတ်ကတ်နေပေါ့နော်ပတ်ကတ်နေကတော့ application တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ဒီမှာ mini ရဲ့ SDK ပေါ့နော်ကိုယ့်ရဲ့ software က Android version ဘယ်လောက်မှအနေဆုံးအလုပ်လုပ်ချင်တယ်လဲပေါ့နော်အဲ့လိုပုံစံမျိုးရွေးပေးရတာပေါ့နော်ဒီမှာဆိုလို့ချင်းကျွန်တော် Android version ဒီမှာ API level 21ပေါ့နော်5ကိုတို့ကဒီမဲ့ Android version 5ကြီးအလုပ်လုပ်ခိုင်းထားတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုဒီမဲ့6ဆိုလို့ရှိရင်6ပေါ့နော် API level 23ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ဒီမှာဆို SDK target SDK ပေါ့နော် target ဆိုကိုယ့်ရဲ့အမြင်ဆုံးပေါ့ဒီမှာ14ဆိုတော့34ထိပေါ့နော်35ထိမရတာကကျွန်တော်ဖုန်းကဘယ်လိုပြောမလဲဆိုတော့ Android version 12ထိပဲရတယ်ပေါ့နော်ကိုယ့်ရဲ့ဖုန်း SDK manager ပေါ့နော် Android version ပေါ်မူတည်ပြီးတော့ဒီကောင်တွေကထည့်လို့ရတယ်ပေါ့နော်ဒါလည်းအဲ့တော့ပြီးတော့အဲ့လိုလုပ်ပြီးတော့ကျွန်တော် create project ဆိုတော့နှိပ်ပြီးတော့ဒါလုပ်လိုက်အောင်ဒီလိုလေးလုပ်လိုက်လို့ရှင်သူကအပေါ်မှာrun သွားတယ်နော်ဒါဆိုပျောက်သွားတယ်ဒါဆိုလို့ရှင်ကဒီအကုန်လုံး library တွေ run သွားပြီနော်အဲ့ဒါတွေပို့ပြီးတော့ဒီဘက်က move ဆိုတာဟာလေးရှိရဗျအဲ့ကောင်လေးတစ်ချက်ထောက်ကြည့်လိုက်အဲ့မှာဆိုလို့ရှင်ကျွန်တော်ဒီမှာ setting 2ဆိုတာလေးကိုလည်းရှိရနော်ဒီကောင်က view loss ဆိုတာဒီဟိုဟာတွေကျွန်တော် run နဲ့ error ဖြစ်သွားတယ်အဲ့ကြော်ထဲမှာသွားကြည့်လို့ရတယ်နော်ဒီမှာဆိုလို့ရှိရင်ဒီက setting and 2ဆိုတာလေးကိုနှိပ်လိုက်အဲ့မှာဒီမှာစောနာလိုပဲ setting ထဲမှာချိန်ပြီးဒီမှာkey store ထည့်လို့ရတယ်ဒီ project တော့ပေါ့နော် SDK manager ချိန်လို့ရတယ်ဒီမှာဆိုလို့ရှိရင် Java level တွေကကျွန်တော်တို့ကတင်ပြီးသားရပါတော့အဲ့ကောင်ကတင်ပြီးသားရမလို့ဒီမှာမပေါ်တော့ဘူးအဲ့တော့ဒီမှာဒီ model ပေါ့နော်အဲ့ကောင်လေးတွေကိုဝင်လိုက်မယ်ပြီးတော့ APP တွေကိုဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ဒီမှာကျွန်တော်ဒီမှာ channel ဆိုအပေါ်ကပါတယ်နော်ဒီမှာ Java 8 Java 11ပေါ့နော်အဲ့မှာအဲ့ကောင်လေးတွေရွေးပြီးတော့ဒီကောင်လေးကျွန်တော်သုံးလို့ရပါတော့ဒီမှာ17 19ကိုသုံးချင်တဲ့ဒီ Java version တွေကိုသုံးလို့ရပါတော့ဒီမှာ17ဆိုရင်လည်းအဆင်ပြေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးရွေးပြီးလို့ရှိရင်ဒီဘောက်ကပြီးတော့ကျွန်တော် sys chain ဆိုတာလေးကိုနှိပ်ပေးလိုက်အောင်ပဲပေါ့နော် library ms ဆိုရင်လည်းဒီမှာလာပြီးတော့အဲ့လိုရတယ်ပေါ့နော်ဒီမှာ sys chain လုပ်လိုက်တယ်ဒီမှာဆိုလို့ရှိရင်ဒီ standard ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါ library တွေလာပြီးတော့ထည့်တော့မယ်ဆိုလို့ရှိရင်ဒီပြင်ပ library ပေါ့နော်ထည့်မယ်ဆိုလို့ရှိရင်ဒီအပေါင်းလေးကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ library code ကိုရိုက်ထည့်လိုက်မှာရိုက်ထည့်ပြီးလို့ကျွန်တော်က icon လေးကိုရိုက်ထည့်ပြီးဆိုတာလည်းသူ့ကိုယ်သူ auto
ပေါ်လာလိမ့်မယ်ပေါ်လာလို့ရှိရင်ကျွန်တော်အကောင်လေးကိုဘာလုပ်လို့ရအောင်ဆိုတော့ဒီမှာဟိုလုပ်လို့ရ auto save ပေးတယ်ပေါ့နော်ဒီမှာ API နဲ့ higher basic data ဒါတွေအကုန်လုံးလုပ်လို့ရပါတော့လောလောဆယ်ဒါထွက်လာတဲ့ဟာလေးကိုပြပါနော် local file အဲ့လို library လာပြီးတော့ဒီထဲမှာလာအပ်လို့ရတယ်ပေါ့နော်အဲ့ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအပေါ်ကကုတ်ရေးပြီးဒီမှာလာ save လို့ရတယ်နော်ဒီမှာဒီအပေါ် A7 ပေးရဟာလေးကိုနှိပ်လို့ရှိရင်ဒီလိုသူ့ရဲ့ project folder design လေးတွေပေါ်လာတယ်ဒီမှာဆိုလို့ရှိရင် drawing ပဲရှိမယ်၄ယောက်ရှိမယ်ဒါ၄ယောက် file ဆိုလို့ရှိရင်ဒီ၄ယောက်ကိုနှိပ်ပြီးတော့ဒါလေးကိုနှိပ်ပြီးကြည့်လို့ရတယ်ဒီဘက်ကဒီမှာဆိုရင်ကုတ်ပုံစံလေးเนาะကုတ်ပုံစံလေးရှိရဒီမှာဆိုလို့ရှိရင်ဒါဘလော့ဆက်တဲ့ပုံစံတော့ဒီမှာဒါလေးကိုနှိပ်ပြီးဒါဘလော့နဲ့သွားပြီးတော့ထည့်တာပေါ့နော်အဲ့လိုပုံစံမျိုးလေးလည်းရှိရဒီမှာဒီ၄ယောက်ပုံစံလေးကို UI အနေနဲ့ဒီမှာကြည့်လို့လည်းရရပါတော့တော်တော်လေးစင်ပြေလာတယ်ဗျဒီ code set ကပြောရမယ်ဆိုလို့ရှိရင်เนาะကုန်းနဲ့လည်းရေးလို့ရတယ်ဒီမှာ UI လေးတွေလည်းကြည့်လို့ရရပါတော့ဒီလိုပုံစံမျိုးလေးတွေမြင်လို့ရတယ်ဒါလေးကျွန်တော်တို့ခုမှစမ်းမလို့ရှိသေးရပါတော့ဒါမသုံးတာလည်းကြာပြီအဲ့တော့ဒါကိုယ့်ရဲ့ဖုန်းပေါ်မှာလည်း Android application တွေဖန်တီးလို့ရတယ်ဒီမှာ Java code အဲ့တော့ပြင်ပပုံတွေကိုထည့်မယ်ဆိုတော့ဒီမှာ drawing ပဲဆို drawing ပဲပုံနှိပ်လိုက်ပါတော့နှိပ်လိုက်လို့ရှိရင်ဒီလိုလေးပေါ်လာတယ်ပဲပေါ်လာလို့ရှိရင်ကျွန်တော်ဒီမှာ import from file manager ဆိုတာလေးကိုနှိပ်ပြီးတော့မှဒီ file တွေကိုဒီထည့်လို့ရတယ်ပေါ့နော်ပုံတွေပါတယ်ကိုတော့ဒါလာဒီမှာလာပြီးတော့ထည့်လို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကိုယ့်ရဲ့ပုံတွေထည့်တာအရင်ကိုယ့်အဆက်တော့ဒါတွေကကျွန်တော်တို့လုံးလို့မရဗျအခုဆိုလို့ရှိရင်ဒါလုံးလို့ရတဲ့ပုံစံမျိုးတွေဖြစ်သွားပြီပေါ့နော်တော်တော်လေးအဆင်ပြေလာပြီပေါ့နော်ဒါသုံးမယ်ဆိုလို့ရှိရင်တော့သုံးလို့ရတယ်အပြင်ကိုထုတ်မယ်ဆိုဒီကပလေးပုံစံလေးကိုနှိပ်လိုက်ပါနော်နှိပ်လိုက်လို့ရဒီမှာကျွန်တော်တို့ဒီမဲ့ဘန်းနဲ့ဒီမဲ့ထက်သားဒါမှမဟုတ် rally လာပေါ့နော်ပုံစံမျိုးထုတ်မယ်ဆိုထုတ်လို့ရတယ်ဒါပေမဲ့ AV အနေနဲ့ထုတ်လို့လည်းရတယ်ပေါ့နော် Play Store ကိုတင်ဖို့အတွက် AV file အနေနဲ့လည်းတင်လို့ရတယ်ပေါ့နော်ဒီမဲ့ထုတ်လို့ရှိရင်ဒီကောင်လေးကိုနှိပ်လိုက်လို့ရှိရင်ဒီလိုလေးပေါ်လာမှာပေါ့နော်ဒီမဲ့ running အမှန်ဆိုလို့ရှိရင်ဒါ internet error ကြောင့်ဒီမှာကြားနေအမှန်ဆိုဒီက progress ဆိုပြီးတော့ပြေးနေမှာပေါ့နော်ဒီမဲ့နောက်ကြလို့ရှိရင်ဒါလေးတွေလေ့ကျင့်ခန်းလုပ်ပြီးတော့တင်ပေးမယ်ပေါ့နော်YouTube channel မှာသုံးပုံသုံးနည်းစာပါချိတ်ပုံချိန်နည်းဒီ application ရေးနည်းတွေကိုကျွန်တော်ရဲ့ YouTube channel မှာပြပေးမယ် YouTube channel ကို subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးပါနော်ဒါကတော့ကျွန်တော် code asset ရဲ့ project structure နဲ့ဒီဟိုဟာလေးတွေကိုရှင်းပြပြနော်ဒီ software ထုတ်ပုံတွေပါတယ်ကိုကျွန်တော်ဆက်ပြီးတော့ပြပေးပါမယ်ဟုတ်ပြီဒါတော့ပါပဲဗျကျေးဇူးပါပဲ